ကန့်သက်ချက်ဆိုတဲ့စကားလုံးကိုကြားလိုက်တဲ့အခါဘာတွေတွေးမိပါသလဲစီးမြင့်တွေစီကန်းတွေကန့်သက်ချက်တွေဒါမှမဟုတ်ကျွန်တော်တို့ကိုအဲ့ဒီစီကန်းတွေကိုလိုက်နာဖို့တာဝန်ယူခိုင်းတဲ့မိဘတွေဆရာသမားတွေကြီးကြပ်သူတွေကိုတွေးမိကြမှာပါဒါမကောင်းတဲ့အရာတော့မဟုတ်ပါဘူးတခါတရံမှာကျွန်တော်တို့ဟာအမှန်ကန်တဲ့အလုပ်ကိုလုပ်ဖို့အတွက်လမ်းညွှန်ပေးမဲ့သူတွေလိုအပ်ပါတယ်ဒါပေမဲ့ကန့်သက်ချက်တဲ့ကြော်လွန်နေဆိုတာကတော့ပိုပြီးထူးခြားပါတယ်အဲ့ဒါကျွန်တော်တို့ကိုတာဝန်ထက်ပိုလုပ်ဖို့ကိုယ်ဆန္ဒလျောက်လှုပ်ဆောင်ခြင်းစိတ်ရှိလာအောင်လှုပ်ဆော်ပေးနိုင်တဲ့ခေါင်းဆောင်တွေဆရာတွေမိဘတွေကိုဆိုလိုတာပါဒီနေ့မှာတော့ဒီလိုလှုပ်ဆောင်နိုင်မှုအတွက်စိတ်ပညာသုတေသနတွေကဘာတွေပြောထားလဲဆိုတာကိုဝေမျှပေးခြင်းပါတယ်လူတွေကိုရောကိုပါတက်ကြွအောင်ဘယ်လိုလုပ်မလဲဒီနေ့မှာစွမ်းဆောင်နိုင်မှုဆိုတဲ့အချက်ကအရန်ရေးကြည့်ပါတယ်စီမံခန့်ခွဲမှုဆိုင်ရာမှာတော့ဒီစကားလုံးကိုအရင်မြစ်တွေအချိန်တွေရှော့ချပြီးအလုပ်ပြီးမြောက်အောင်လှုပ်ဆောင်ခြင်းလို့အဓိပ္ပာယ်ဖွင့်ကြပါတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာကတော့ကိုတက်ကြွနေတယ်လို့ခံစားရတဲ့အစစ်မှန်စွမ်းဆောင်နိုင်မှုမျိုးပါကိုဒါမှမဟုတ်ကိုပတ်ဝန်းကျင်ကလူတွေတကယ်ပဲစွမ်းဆောင်နိုင်တယ်လို့ခံစားရသလားဆိုတာသိဖို့မိကွန်း၃ခုကိုမေးကြည့်ပါဒီမိကွန်း၃ခုကိုအပြည့်မှန်ရင်သူတို့ဟာတက်ကြွတဲ့ခံစားချက်ကိုရရှိပါလိမ့်မယ်ပထမချက်ကတော့ကိုဒါကိုလုံနိုင်မလားဆိုတာပါစိပညာရှင်အယ်ဘတ်ဘန်ဒူရာကတော့ဒါကိုယုံကြည်မှုလို့ခေါ်ပါတယ်ကိုလုပ်ရမယ့်အလုပ်အတွက်လိုအပ်တဲ့အချိန်ဘူးတုဒနဲ့လေ့ကျင့်မှုတွေရှိရလားဒီမိကွန်းကိုဟုတ်တယ်လို့ဖြေနိုင်ရင်ဒါဟာကောင်းတဲ့အချက်ပါဒုတိယအချက်ကတော့ဒီနီလန်းကအလုပ်ဖြစ်မလားဆိုတာပါလှုပ်ဆောင်မဲ့လုပ်ငန်းစဉ်ကရလကောင်းကိုဥတီလိမ့်မယ်လို့ကိုကယုံကြည်မှုရှိဖို့လိုပါတယ်ဒါကိုတော့ပညာပေးမှုတွေလိုအပ်ပါတယ်ဘာကြောင့်ဒီနီလန်းကအလုပ်ဖြစ်တယ်လဲဆိုတာကိုသူတို့ကိုနားလည်အောင်ပြသပေးရပါမယ်တတိယချက်ကတော့ဒီအလုပ်ကလောက်ရကြိုးနဲ့ရလားဆိုတာပါဒါမက်လုံးပေးမှုနဲ့သက်ဆိုင်တဲ့မိကွန်းပါဒီနေ့တာလုံးမှာကျွန်တော်တို့လုပ်တဲ့အလုပ်တွေဟာတစ်ခုခုပြန်ရခြင်းနဲ့စိတ်ဆန္ဒကြောင့်ဖြစ်ပါတယ်ဒါကြောင့်ဒီအလုပ်ကိုလုပ်ရတာတန်ဖိုးရှိတယ်ဆိုတာကိုလူတွေကိုယုံကြည်လာအောင်ပြောပြနိုင်ရပါမယ်ဒီမိကွန်း၃ခုစလုံးကိုဟုတ်တယ်လို့ဖြေနိုင်ပြီဆိုရင်သင်ဟာကိုအရေးချင်းရှိတယ်လို့ခံစားရပါလိမ့်မယ်အရေးချင်းရှိတယ်လို့ခံစားရတဲ့အခါကိုတက်ကြွမှုပိုရှိလာပါလိမ့်မယ်နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကတော့ရွေးချယ်ခွင့်ပါကိုလုံးမဲ့အလုပ်မှာကိုပိုင်ဆုံးဖြတ်ခွင့်ရှိတယ်လို့ခံစားရတဲ့အခါတက်ကြွမှုပိုများလာပါတယ်ကျွန်တော်တို့ဟာအပြုသဘောဆောင်တဲ့ရလဒ်တစ်ခုခုကိုလိုချင်လို့လုပ်တဲ့အခါကောင်းမွန်တယ်လို့ခံစားရပြီးမလုပ်မဖြစ်လို့လုပ်ရတဲ့အခါတော့ဖိအားပေးခံထားရတယ်လို့ခံစားရပါတယ်။ဒါကြောင့်လူတွေကိုအလုံးမဖြစ်မှကြောက်ပြီးရှောင်ဖယ်နေသူတွေမဖြစ်စေဘဲအောင်မြင်မှုကိုရှာဖွေသူတွေဖြစ်လာအောင်ဘယ်လိုလှုံ့ဆော်မလဲဆိုတာကခေါင်းဆောင်တွေအတွက်စိန်ခေါ်မှုတစ်ခုပါ။တကယ်တော့ဒါဟာအရာရာကိုဘယ်လိုရှုမြင်တယ်လဲဆိုတဲ့အပေါ်မှာပဲမူတည်နေတာပါ။နောက်ဆုံးအရေးကြီးတဲ့အချက်ကတော့အတိုင်းဝိုင်းပါ။လူတွေဟာတခြားသူတွေနဲ့ဆက်သွယ်မှုရှိတယ်နားလည်မှုရှိတယ်လို့ခံစားရတဲ့အခါပိုပြီးတက်ကြွလာသလိုပိုပြီးလည်းပျော်ရွှင်ကြပါတယ်။ဒီနေရာမှာကိုခိုးသူဆိုတဲ့ကြပြလေးတစ်ပုဒ်ကိုဝေမျှခြင်းပါတယ်။လေစိတ်မှာလေရင်ဆောင်နေတဲ့အမျိုးသမီးတစ်ယောက်ဟာကိုကီးအိတ်တိတ်ကိုဝယ်ပြီးထိုင်ဆောင်နေပါတယ်။ဘေးမှာထိုင်နေတဲ့အမျိုးသားတစ်ယောက်ကသူမရဲ့ကိုကီးတွေကိုတစ်ခုပြီးတစ်ခုယူစားနေတာကိုတွေ့ရတဲ့အခါသူမအယမ်းစိတ်တိုးလာပါတယ်။နောက်ဆုံးကိုကီးတစ်ချက်ကျန်တဲ့အခါအဲ့ဒီလူကအဲ့ဒီကိုကီးကိုနှစ်ပိုင်းခွဲပြီးသူမကိုတစ်ပိုင်းပေးပါတယ်။သူမကတော့စိတ်ထဲကနေဒီလူကိုအပြစ်တင်နေပါတယ်။လေရင်ပေါ်တက်ဖို့ပြင်တဲ့အခါသူမရဲ့အိတ်ထဲမှာသူမဝယ်ထားတဲ့ကိုကီးအိတ်အပြည့်ကိုပြန်တွေ့လိုက်ရပါတယ်။အမှန်ကတော့သူမယူစားနေတာဟာအဲ့ဒီလူရဲ့ကိုကီးတွေပါ။ဒီပုံမြင်လေးကကျွန်တော်တို့ရဲ့အမြင်တွေကိုဘယ်လိုလွဲမှားတတ်တယ်လဲဆိုတာကိုပြသနေပါတယ်။ကျွန်တော်တို့ဟာတယောက်နဲ့တယောက်အမေသက်ဟဲပြုနေကြရတာပါကိုပဲအားကိုပြီးတကူတော်လှုပ်ဆောင်တာထက်အတိုင်းဝိုင်းနဲ့အတူပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ပါတယ်ကျွန်တော်ငယ်ဘဝကဒရန်တီနီသင်ခဲ့တဲ့အတွေ့အကြုံလေးကိုပြောပြချင်ပါတယ်ကျွန်တော်ဒရန်တီတက်ချင်တဲ့အတွက်အတန်းတွေတက်ခဲ့ပါတယ်ဆရာကသင်ပေးတဲ့အခါကျွန်တော်အရန်စိတ်အားထက်သန်ပြီးအလုပ်ဖြစ်လာတဲ့အခါအရေးချင်းရှိတယ်လို့ခံစားရပါတယ်ဒါပေမဲ့တစ်ခါတလေမှာအလုပ်ကခက်ခဲလွန်းတဲ့အခါစိတ်ပြက်အားငယ်မှုတွေဖြစ်လာတတ်ပါတယ်အဲ့ဒီခါမှာဆရာအလုပ်တစ်ခုကိုအစိပ်ပိုင်းသေးသေးလေးတွေအဖြစ်ခွဲပြီးလုပ်ကြည့်ပါလို့သင်ပေးပါတယ်အဲ့ဒီလိုနဲ့ပဲကျွန်တော်တပြေးပြေးနဲ့တက်မြောက်သွားပါတယ်ဒီအတွေ့အကြုံကနေသင်ခန်းစာတစ်ခုရပါတယ်ကျွန်တော်တို့ဟာတယောက်နဲ့တယောက်အမြဲသင်ယူနိုင်ပါတယ်အကြံဉာဏ်တွေကိုလက်ခံဖို့နှိမ်ချမှုရှိဖို့လိုတယ်လို့လိုအပ်တဲ့အခါစကားပြောဖို့ရဲရင်မှုလည်းလိုအပ်ပါတယ်အနှစ်ချုပ်ရရင်တော့လူတွေကိုတက်ကြွလာအောင်အားပေးဖို့ဆိုရင်သူတို့မှာအရေးချင်းရှိတယ်ဆိုတာကိုခံစားမိစေဖို့အလုပ်ရဲ့အကျိုးဆက်တွေကိုနားလည်စေဖို့ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိတယ်လို့သိစေဖို့နဲ့အတိုင်းဝိုင်းထဲမှာအတူတူရှိနေတယ်ဆိုတာကိုသိရှိစေဖို့လိုအပ်ပါတယ်ကျွန်တော်တို့အားလုံးဟာတဦးနဲ့တဦးအပြန်အလှန်ပံ့ပိုးပေးနေကြသူတွေပါကျေးဇူးတင်ပါတယ်